္ဂလာပါရှင် Our Victory YouTube Channel မှာပြန်လည်ကြိုဆိုပါရရှင်ကျွန်မကတော့ဖြိုးဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ဆရာမင်းလူရေးသားထားတဲ့ဂန်းကော်နီဆိုတဲ့ဝတ္ထုကိုအပိုင်း6အနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ဂန်းကော်နီအပိုင်း6စိုးချစ်သည်မေးဖြာကဒဏ်ရာကြောင့်ရောအနာရှိန်နှင့်အဖျားဝင်လာတာကြောင့်ရောကျောင်း3ရက်ပြတ်သွားသည်ခင်မေတင်ကတော့ဂရိတီပါသည်တီယုံမကလွန်တောင်လွန်သွားသေးသည်အစာတုံးကပထဝီတစ်ပါးသားတဲ့သာကူးပေးဖို့ဂရိပြုခဲ့တာခုတော့ကျောင်းပြရတဲ့3ရက်စလုံးအတွက်တခြားဘာသာတွေကိုပါကူးပေးရှာသည်ပြီးတော့ကြပြားရေးချင်းစာဆက်တင်စာအုပ်ကိုလည်းတကယ်ပင်ယူလာပေးသည်ထို3ရက်အတွင်းတေးသေးချာချာဖတ်ပြီးလေ့လာလိုက်သောအခါကြပြားစနီးတွေကိုပို၍နားလေသဘောပေါက်လာရ၏နောက်တစ်ချိန်ငါကြပြားဆရာကြီးဖြစ်လာရင်နေ့ကျေးဇူးလဲပါတယ်လို့ပြောရမှာပဲဟုစိုးချစ်ကကျေးဇူးတင်စကားပြောသည်ခင်မေတင်ကစိုးချစ်တို့အိမ်ကိုဒီရက်အတွင်းရောက်လာသည်စိုးချစ်အတွက်ကြက်သားမြူဆွမ်းပြုတ်တို့ကြက်ဥပူတင်းတို့ယူလာတတ်သည်စိုးချစ်ကမလာစေခြင်းနေပါစေဟာငါတို့မေရလည်းနေတိုင်းစံပြုတ်ပြုတ်ပေးတာပဲအမားတို့ကလည်းငါစားချင်တာလုပ်ပေးပါတယ်ဟာဟုတားမြစ်စကားဆိုသည်ခင်မေတင်းကမလာလို့မရဘူးဟာအမေကကိုကြောင့်ဖြစ်တာကိုမှတရင်မေးဖို့တာဝန်ရှိတယ်ဆိုပြီးလာခိုင်းတာဟာနင်တို့မေကလာခိုင်းလို့သာလာရတာပေါ့နင်ကလာကြလို့မဟုတ်ဘူးပေါ့ဟုတ်လားဟုစိုးချစ်စီရောက်နေသောမင်းတီဟာကပြောသည်ခင်မေတင်းကဒီလိုမပြောပါနဲ့ဟာငါကလည်းစေတနာရှိပါတယ်ဒါကြောင့်ဒီနေ့ကျက်ဥပူတင်းကိုငါကိုယ်တိုင်ပေါင်းလာတာပေါ့ထိုအခါကျော်စင်ဦးကဟာဟုတ်လားကောင်းတာပေါ့ငါတို့လည်းစားရတာပေါ့အေးကွာခန်းမော်ပန်းလေးတစ်ပွင့်ခူးပေးုံနဲ့တော်တော်စားတာတာပဲဒီမှာဟဲ့ကရုံးမဘာပြောတယ်ခင်မင်းတင်နောက်တစ်ခါခန်းမော်ပန်းလိုချင်ငါ့ကိုပြောသိလားငါတက်ခူးပေးမယ်တကယ်လို့အပင်မောကပြုတ်ကြပြီးထန်ရရခဲ့ရင်ငါကမြူဆွမ်းတော့မကြိုက်ဘူးကြက်သားကြော်ပြီးလာဖို့ဟာဟုမင်းတီဟာကဝင်နောက်တော့ခင်မေတင်းကနေ့ကြရင်တော့အမဲယူပဲရမယ်ဟုပြန်ပတ်သည်သူ့ကိုကရုံးမဟုခေါ်လိုက်တော့ကြောင့်စိတ်ခုသွားတာလဲပါသည်ခင်မေတင်းသည်ငငယ်ကအလွန်ညစ်ပတ်သည်ခေါင်းလဲမှတ်မှတ်မလျှော်သဖြင့်တန်းတွေအလွန်ထူသည်နောက်တော့အနာရီပေါက်လာသဖြင့်ကရုံးတုံးလိုက်ရသည်ထိုခါမှစ၍သူ့ကိုကရုံးမဟုစားကြခြင်းဖြစ်၏ဒီလိုခေါ်လျင်သူကအလွန်စိတ်ဆိုးတတ်သည်မင်းတီဟာကမျက်စာပြပြလိုက်သည်ကျော်စင်ဦးကခေါင်းညှိပြပြီးပူတင်းထဲလာသောချိုင်းကိုယူပြီးဖွင့်ကြည့်သည်အနံ့ကိုရှူကြည့်ပြီးဟာမွေးနေတာပဲနေကတော်တော်တာပဲအမဲတဲလဲစစ်ဆက်ပါလားဇွန်းမှာတခါတည်းထည့်ယူလာတယ်အတော်ပဲဆိုပြီးဇွန်းကိုကင်လိုက်သည်ခင်မေတင်းကမလောက်ပါနဲ့ဟာလူမမာစားဖို့ယူလာတာအမဲလူမမာတဲ့ကြည့်ပါဦးလူမမာရုပ်ကြီးကိုမင်းတီဟာကဝင်နောက်လိုက်ပြန်သည်စိုးချစ်မှာရေရမလို့တီးရမလို့ဖြစ်နေ၏ခင်မေတင်းကခုလိုခယူးဆိုင်နေတာကိုသူကမနေတတ်မထိုင်တတ်ဖြစ်နေ၏ထို့ကြောင့်မင်းတီဟာကိုမျက်မှောင်ကုတ်ပြလိုက်သည်ကျော်စင်ဦးကတော့တော်တော်စားလို့ကောင်းမှာပဲဆိုပြီးပူတင်းကိုတစွန်းခတ်လိုက်သည်ခင်မေတင်းကဇွန်းကိုလှမ်းလို့တော့မြည်ပုံနဲ့ကျော်စင်ဦးအဲ့ဒီလိုမလုံးနဲ့နော်နင်ကလည်းတွန့်တိုလိုက်တာနေပါစေဟာငါတိတ်မစားချင်ပါဘူးဟုစိုးချစ်ကဝင်ပြောရာခင်မေတင်းကမကြေမနက်ဖြစ်ပြီးဟာနင်ကမစားချင်ဘူးဟုတ်လားမစားချင်လဲလှုပ်ပြလိုက်ဟာပေးဆိုပြီးဦးတင်းချိုင်းကိုလှမ်းလူသည်ကျော်စင်ဦးကရှောင်လိုက်ပြီးနှမျောစရာကြီးဟာမလောက်ပါနဲ့ငါတို့ပဲစားလိုက်ပါမယ်ငါကစားစီခြင်းလို့အပင်ပန်းခံလှုပ်လာတဲ့ဟာဟုစောင်းစောင်းအောင်အောင်ပြောသည်ကျော်စင်ဦးကအေးပါအဲ့ဒါကြောင့်စားမယ်လို့ပြောတာပေါ့နင်တို့စားဖို့ပြောတာမဟုတ်ဘူးဟုအော်လိုက်သည်ကဲပါသူကစေတနာနဲ့လှုပ်လာတာစိုးချစ်ကလည်းနည်းနည်းဖြစ်ဖြစ်တော့စားလိုက်ပေါ့ကျန်တာကတော့ဟဲဒါဆိုစိုးချစ်အရင်စားဟုခင်မေတင်းကပြောသည်စိုးချစ်ကအင်းတင်းလှုပ်နေသဖြင့်ကျော်စင်ဦးကစိုးချစ်ပါဇက်နာတိပေးသည်စားလိုက်ပါဟာဒါနလေးမြောက်သွားစားလေဟာဟ
ဟုခင်မေတင်းကပါတိုက်တွန်းသဖြင့်စိုးချစ်ပါဇက်ဟပေးလိုက်ရသည်ဒီတော့မှခင်မေတင်းလည်းကျေနပ်ပြီးပြုံးပြုံးရွှင်ရွှင်ဖြစ်လာ၏စိုးချစ်ကတော့မပြုံးနိုင်ပါဇက်ထဲရောက်လာသောပူတင်းကိုမြုပ်ကြည့်လိုက်ပြီးတော့ရှုံမဲ့မဲ့ကြီးဖြစ်သွား၏ဟင်းဘာဖြစ်လို့လဲမကောင်းဘူးလားခင်မေတင်းကမေးသည်စိုးချစ်ကလူကြီးလည်းမသိဘူးချိုလည်းမချိုတမျိုးပဲဟုဘလုံးပထွေးပြောသည်ဟဲနေနေမကောင်းလို့ကတွင်ပြက်နေတာထင်နဲ့ဘဲနဲ့ကြောင့်မချိုရမှလဲဟာငါကပိုကောင်းအောင်အချိုမှုတ်တစုံတောင်ထည့်ထားတာဘာအချိုမှုတ်စိုးချစ်မျက်လုံးပြူးသွား၏အေးလေကျော်စင်ဦးကတစ်ဖက်လှည့်ပြီးတခိခိရဲသည်ဘာလဲဟာခင်မေတင်းရဲ့နင်းလက်ထက်ကြမှာပဲပူတင်းဖုန်ကြီးအထူးဆန်းပေါ်လာတော့တယ်ခင်မေတင်းမှာမျက်လုံးကလေးကလဲဖြစ်နေရှာ၏စိုးချစ်ကတော့ပါဇက်ထဲကပူတင်းတွေကိုမျိုးချရမလားထွေးထုတ်ရမလားစဉ်းစားရင်ကြောင်စီစီဖြစ်နေ၏ဘာပဲဖြစ်ဖြစ်ပေါ့ကွာခင်မေတင်းကမင်းကိုတော်တော်ဂရုစိုက်တာတော့သိချတယ်ဟုခင်မေတင်းပြန်သွားပြီးနောက်မင်းတီဟာကပြောသည်တော်စမ်းပါကွာဒါပဲပြောနေရပဲစိုးချစ်ကတုံမုံမျက်နှာထားနှင့်ပြန်ပြောသည်ခင်မေတင်းကသူ့အပေါ်ရင်းရင်းနှီးနှီးဆက်ဆံတာမျိုးကိုသူမလိုလားသူကမိန်းကလေးတွေနဲ့တိတ်ရောနှောမနေခြင်းမလွတ်လပ်ဘူးပြီးတော့မိန်းကလေးတွေနဲ့စကားပြောရတာဘာမှန်းလဲမသိတော်ကြာစိတ်ကောက်လိုက်တော်ကြာရဲလိုက်မောလိုက်နဲ့ကြပြအရေးကျင့်ရတာကပိုပျော်စရာကောင်းသည်ဟုထင်သည်ခင်မေတင်းကတော့စိုးချစ်ဟာတခါပေကတ်နဲ့တခါကြတော့လေရှက်တလူလိုဘာလိုသဘောကောင်းတလူလိုနဲ့ခင်မင်ဖို့တော့ကောင်းသားဟုယူဆမိလေသည်တကယ်လို့သူသာရုပ်ရှင်မင်းသမီးတယောက်ဖြစ်ခဲ့လျင်နာမည်ရှိမှဒေါ်တက်ပြီးခေါ်ရမယ့်အရွယ်မဟုတ်သေးဟုဆိုရမည်ရုံတယုံကအရာရှိဆိုရင်တော့ဒေါ်တက်ခေါ်ရမည့်အခြေအနေရှိ၏ခုတော့သူကကိုပိုင်ကုမ္ပဏီထောင်ထားသဖြင့်စီးပွားဖက်တွေကဒေါ်ခင်မေတင်းဟုတလေးတစားခေါ်ကြသည်ကုမ္ပဏီဝန်ထမ်းတွေကတော့သူ့အတွင်းရေးမှုကောင်းမလေးခေါ်တယ်လို့မမဟုခေါ်ကြသည်ငယ်တဲ့သူတွေကခေါ်တာအရေးမကြီးသူထက်ကြီးတဲ့သူတချို့ကပါလိုက်ခေါ်နေတော့အနေရခတ်သည်လူကြီးတချို့ကတော့ဆရာမဟုခေါ်ကြသည်ဒါလည်းတစ်မျိုးကြီးပဲတို့ရရင်တခြားဘလို့ခေါ်ခိုင်းရမှန်းမသိသဖြင့်ဒီအတိုင်းနေလိုက်ရသည်ကိုဘလို့ခေါ်ပါဟုခွင့်ပြောရတာကလည်းအတော်ကြောင်တောင်နိုင်သည်ကွဲရမှာတော့တချို့က boss ဟုခေါ်ခြင်းခေါ်မည်လူငယ်တွေကတော့အဖွားကြီးဟုခေါ်ကောင်းခေါ်ပေးလိမ့်မည်တကယ်တော့သူ့အသက်မှာ38နှစ်သာရှိသေးသည်မသိတဲ့သူတွေကဆိုရင်အသက်30ဆွန်းသာရှိသေးသည်ဟုထင်မှတ်နိုင်သည်မျက်နှာထားတီပုံဆက်ဆံပြောဆိုမှုပြတ်သားပုံတွေကိုအကြောင်းပြုခဲ့လျင်တော့အသက်40လောက်ဟုခံမှန်းကောင်းခံမှန်းကြလိမ့်မည်ဘာပဲဖြစ်ဖြစ်ဒီအသက်အရွယ်လောက်နဲ့ကုမ္ပဏီကြီးတစ်ခုကိုနိုင်နင်းအုပ်ချုပ်နေတာကတော့ချီးကျူးစရာဖြစ်သည်ဟုစီးပွားဖက်တွေကမှတ်ချက်ပြုကြသည်ဟုတ်ကဲ့ပါရှင်ခန်းကော်နီအပိုင်း6ကိုဒီနေရာမှာခိတခဏရန်နာခွင့်ပြုပါရှင်ခန်းကော်နီအပိုင်း9ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်နားဆင်သူပေါင်းကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာပြီးဘေးပြာများကင်းဝေးကြပါစေရှင်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်